လုံးမဲ့မင်္ဂလာပါဗျဒီနေ့က2025ဒီဇင်ဘာလ9ရက်နေ့ဖြစ်ပါတယ်နော်ဒီနေ့ခင်ဗျားတို့ပြောပြမယ့်အကြောင်းလေးကကဘာပြက်မှာကိုတားဆီးနိုင်သူဆိုတဲ့အကြောင်းလေးပြောပြချင်တာဒါလေးမပြောခင်မှာကိုကျော်ကြီးကိုပဲဖြစ်ဖြစ်အခြားသောသူတွေပြောဟောနေတဲ့သူတွေကိုပဲဖြစ်ဖြစ်အဲ့ဒီလူတွေကိုနှိတ်ကော့ချင်တဲ့အယူဝါဒအရနှိမ်နင်းနေတယ်ဘယ်ဘာသာကမဆိုဘယ်ဘာသာဝင်မှာရှိနေတဲ့ပုံကုံမဆိုလူတယောက်ကမိမိတို့ရဲ့အသိဉာဏ်တွေမိမိတို့သိရှိထားတဲ့အရာတွေကိုတင်ပြတဲ့အခါမှာအဲ့ဒီလူကိုနှိမ်နင်းနေတယ်ဆိုရင်နှိမ်နင်းစရာနှစ်ခုပဲရှိတယ်ပထမတစ်ချက်ကတဘာဝယုတ်တိပြပြီးတော့နှိမ်နင်းနိုင်ရဒုတိယတစ်ချက်ကအာဂမယုတ်တိပြပြီးနှိမ်နင်းနိုင်တဘာဝယုတ်တိဆိုတာတော့လက်ရှိနေတဲ့တဘာဝရှိမှန် reality ဖြစ်တာတွေကိုတက်တည်ပြပြီးတော့မင်းပြောတဲ့စကားတွေကဒါနဲ့မညီညွတ်ဘူးမင်းပြောတဲ့စကားကအရှေ့တစ်မျိုးနောက်တစ်မျိုးဖောက်လွဲဖောက်ပြန်ပြောတယ်ပထမပြောတော့ဒီလိုပြောတယ်ဒုတိယပြောတော့ဒီလိုပြောတယ်စကားကဖောက်လွဲဖောက်ပြန်ဖြစ်နေတယ်ဒါမျိုးတဘာဝယုတ်တိနဲ့နှိမ်နင်းတတ်ကြတယ်ဒုတိယအာဂမယုတ်တိဆိုတာကတော့ကျမ်းဂန်အကိုးကားပြည့်စုံရတယ်တမိုင်းထောက်ထားတွေရှိရတယ်တမိုင်းကျမ်းဂန်တွေရှိရမယ်ဘာသာရေးကျမ်းဂန်တွေရှိရမယ်အဲ့ဒီလိုကျမ်းအကိုးကားပြည့်စုံနဲ့နှိမ်နင်းနိုင်နှိမ်နင်းအဲ့ဒီလိုမှမနှိမ်နင်းနိုင်လို့ရှိရင်အောက်တန်းစားဆန်တဲ့ဇယိုက်တွေကိုဂုံးတိုက်တာဘသူကတော်တယ်ဘသူကတက်တယ်အဲ့ဒီတက်တဲ့ပုံကိုလည်းမင်းကတက်လို့လားအဲ့ဒီပြောတဲ့ပုံကဒီလိုပြောထားတယ်မင်းကဒီလိုပြောတယ်ဒီလူရဲ့စကားကိုကြော်ပြီးပြောနိုင်ရအောင်မင်းကသူ့ထက်ဘလောက်တက်လို့လဲဆိုတဲ့ဖိနှိပ်တာနှိပ်ကော့တာဂုံးတိုက်တာအဲ့ဒီလိုအောက်တန်းစားနီးတွေနဲ့ပြောတဲ့လူတွေလူယုံပါတွေငကိုတွေကမိမိမှာအတတ်ပညာလည်းမရှိဘူးအသိပညာလည်းမရှိဘူးမရှိတဲ့ခါကျတော့မိမိတို့သိထားတတ်တာကိုအမှားလို့ဖြစ်သွားမှအရန်ကြောက်တယ်စိုးရင်ထိတ်လန့်တယ်အဲ့ဒီလိုလူအောက်တန်းစားတွေကစကားပြောလို့ရှိရင်အရင်မရအဖက်မရစကားတွေနဲ့ဂုံးတိုက်တဲ့စကားလွယ်လို့ဘာမှမပြောတတ်ဘူးအဲ့တော့သူတို့ကအုံနဲ့ကျင်းနဲ့အုပ်စုဖွဲ့ပြီးတော့ဝိုင်းကြိုက်မယ်ဝိုင်းတိုက်မယ်ဒီတဲ့ပို့တဲ့အသိဉာဏ်အစင်တန်သူတို့မှမရှိဘူးအဲ့တော့လူတယောက်ရဲ့အသိဉာဏ်ကိုသူပြောတဲ့စကားကိုဖိနှိပ်ခြင်းနဲ့နှိပ်ကော့ခြင်းနဲ့ဆိုရင်တဘာဝယုတ်တိအာဂမယုတ်တိကိုပြနိုင်ရမယ်မပြနိုင်ဘူးလားမပြနိုင်မိမိဒီတလိမ့်ဆန်အစင်လောက်ရှိတဲ့အသိဉာဏ်ဆိုတလိမ့်ဆန်နေရာမှာနေအဲ့တော့ကိုကျော်ကြီးကတော့ကိုကျော်ကြီးဘောပေါ်မှာလာဟောင်ဝင်ကိုမပေးတာဟောင်းတဲ့ဘန်းပလိုက်တယ်မနေ့ကလည်းထပ်ပန်းတယ်တက်လာဟောင်းနဲ့ထပ်ပန်းတယ်ဟုတ်ပြီနော်အခုပြောမယ့်စကားကိုလည်းချက်ကြလက်ကြဖြည့်ချင်းညင်နေဆိုရင်လှောင်ပြောင်ညင်လဲလှောင်ပြောင်လို့ရတယ်ချက်ကြလက်ကြဖြည့်ချင်းညင်နေဆိုရင်တဘာဝယုတ်တိအာဂမယုတ်တိရှိအောင်လာပြောမပြောဘဲနဲ့အောက်တန်းသားစကားတွေလာမပြောနဲ့အဘိဓမ္မာနဲ့ပြောနေတဲ့အတွက်အဘိဓမ္မာတွေကနေထုတ်ပြီးပြောမှာဟုတ်ပြီနော်အဘိဓမ္မာဆရာကြီးတွေကိုအဘိဓမ္မာတွေကနေထုတ်ပြောမှာပုဂ္ဂလပညတ်ကျမ်းထဲမှာနေဒေတာဧကဂရပုဂ္ဂလပညတ်ဆိုတာရှိတယ်အဲ့ဒီထဲမှာဂါထာအပိုက်ကြီးစက်ခွန်မှာဘာရေးထားလဲဆိုတော့ဖတ်ပြမယ်အဲ့စာသားတိုင်းဖတ်ပြမယ်ကဘာကိုတည်စေနိုင်တော့တဲ့ဒိဋ္ဌကပ်ပြီးပုဂ္ဂိုလ်ဆိုဒီမှာအဘယ်နည်းတဲ့ဤသောတာပတ္တိမဂ္ဂထံပုဂ္ဂိုလ်သည်တဲ့သောတာပတ္တိဖို့ကိုမျက်မှောက်ပြုခြင်းကကျင့်ကြိုက်လည်းဖြစ်တယ်မျက်မှောက်ပြုဖို့ကျင့်နေတဲ့အခိုက်အတန့်လည်းဖြစ်တယ်ကဘာဤမီးလောင်တော်မီအခါလည်းဖြစ်တယ်အချင်းမြလောက်သောဤသောတာပတ္တိမဂ္ဂထံပုဂ္ဂိုလ်သည်သောတာပတ္တိဖို့ကိုမျက်မှောက်မပြုတ်နိုင်သောထိုမြလောက်ကဘာသည်မီးလောင်ခြင်းကမစွမ်းမှုတဲ့ဟုတ်ပြီနော်မီးလောင်ရသည်မီးမလောင်နိုင်ရဤပုဂ္ဂိုလ်ကိုတဲ့ကဘာကိုတည်စေနိုင်သောပုဂ္ဂိုလ်ဆိုအပ်သည်တဲ့မတ်နှင့်ပြည့်စုံသောအလုံးစုံသောပုဂ္ဂိုလ်တို့သည်လည်းတဲ့ကဘာကိုတည်စေနိုင်သောပုဂ္ဂိုလ်တို့ဖြစ်ကုန်၏တဲ့ဟုတ်ပြီနော်မတ်ပုဂ္ဂိုလ်ဆိုတာကသောတာပန်ဆိုတာဖို့ပုဂ္ဂိုလ်ကိုသောတာပန်လို့ခေါ်တယ်သောတာပတ္တိမတ်ပုဂ္ဂိုလ်ဆိုတာကဘလို့ပုဂ္ဂိုလ်မျိုးကိုခေါ်တာလဲဆိုတော့အဲ့ဒါဒီအလုံးဒီဘယ်မှာလာလဲလို့မေးလို့ရှိရင်တုတ်တန်ဒေသနာပဲလာတယ်ဒီစကားတွေကိုဘယ်ကနေယူပြီးတော့ approve လုပ်လဲလို့မေးလို့ရှိရင်တုတ်တန်ဒေသနာကနေ approve လုပ်တာဟုတ်ပြီနော်တုတ်တန်ဒေသနာမှာမြတ်စွာဘုရားကဘာဟောထားလဲဆိုတော့ခဏဝကတန်ရုပ်ပါဠိတော်မှာအောက်ကန္တတန်ရုပ်ဆိုတာရှိတယ်အဲ့ဒီမှာစက္ခုတုတ်အဲ့မှာတုတ်တယ်အများကြီးပဲအဲ့ဒီထဲစက္ခုတုတ်ဆိုတဲ့သဘောတရားလေးပြောပြမယ်ယဟန်တို့ရဲ့မျက်စိဒီမမြဲဘူးဖောက်ပြန်တယ်တမျိုးတစ်ပုံဖြစ်တတ်တယ်နားဒီမမြဲဘူးအဲ့တော့မျက်စိနားလျှာကိုဟလာစိတ်ဒီအာယုံခံ6ပါးဒီမမြဲဘူးတဲ့ဖောက်ပြန်တတ်တယ်တဲ့တမျိုးတစ်ပုံဖြစ်ခဲ့တယ်တချို့ကစိတ်ကမဖောက်ပြန်ဘူးလေစိတ်ကဖောက်ပြန်တယ်နော်စိတ်တွေစေတသိက်တွေအကုန်လုံးနဲ့ဖောက်ပြန်တဲ့သဘောတွေရှိတယ်အဲ့တော့ဒါတွေအကုန်လုံးကဖောက်ပြန်နေတဲ့မမြဲဘူးတဲ့မမြဲတဲ့တရားတွေကယဟန်တို့ဤတရားတို့ကိုဤတို့ယုံကြည်တတ်ဝင်သူစကားကရှင်းရှင်းလေးနော်မြတ်စွာဘုရားဟောထားတဲ့မမြဲဘူးဖောက်ပြန်တယ်ဆိုတဲ့စကားကိုဒီတိုင်းပဲယုံကြည်တတ်ဝင်လိုက်တာပညာအဖြစ်ထိုးထွင်းမသိတာမဟုတ်တရားအတိုင်းပဲယုံကြည်တဲ့တရားအတိုင်းပဲအစဉ်လျှောက်တယ်
ကိုဓာတွင်းနဲ့တောက်ချိုက်နဲ့ဆင်းလို့တရားဆိုရင်အဲ့ဒါယုံကြည်မှုယုံကြည်တာကြည်ညိုတာအလေးစားတာအဲ့ဒါဒီတရားတရားပေါ်မှာပဲတရားတရားပဲဟုတ်ပြီနော်မြတ်စွာဘုရားကိုကြည်ညိုတယ်ဆိုတာလည်းတရားတရားပဲမြတ်စွာဘုရားကိုယုံကြည်တယ်ဆိုတာလည်းတရားတရားပဲအဲ့တော့အဲ့ဒီတရားတရားတိုင်းမြတ်စွာဘုရားပြောတဲ့ဇာတ်ကိုယုံလဲယုံကြည်တိုက်တယ်ယုံကြည်ပြီးတော့အဲ့ဒီတိုင်းအစဉ်လျှောက်သွားတယ်တဲ့သူတော်ကောင်းတို့ဖြစ်ရာဘုံကိုတတ်ဝင်သူတဲ့ဇာတ်ပထမစတာနော်ပညာတွေနဲ့ထိုးထွင်းပြီးသိတာမရှိသေးဘူးမြတ်စွာဘုရားဇာတ်ကိုဒီတိုင်းယုံပြီးတော့ဒီတိုင်းပဲလက်ခံလိုက်တာမမြဲဘူးဖောက်ပြန်တယ်အရာအလုံးဒီသင်္ခါရတရားတို့ဒီမမြဲဘူးဖောက်ပြန်တယ်ဆိုပြီးယုံကြည်ထားတာပုရုဇဉ်တို့ဖြစ်ရဘုံကိုလွန်မြောက်သူတဲ့ငရဲတလိษံပိတ္တာမျိုး၌ဖြစ်ရမည်ကံကိုပြုခြင်းကမထိုက်သူသောတာပတ္တိဖို့ကိုမျက်မှောက်မပြုရပဲတေခြင်းကမထိုက်သူဟုဆိုအပ်တယ်တဲ့အဲ့ဒီစကားကိုယူတာအဲ့ဒီလိုကြင်ကြံအားထုတ်နေတယ်အမြဲတမ်းနှလုံးသွင်းနေတယ်မမြဲဘူးဆိုတဲ့တရားတွေကိုနှလုံးအမြဲတမ်းသွင်းနေတယ်တောက်လျှောက်မပြတ်နှလုံးသွင်းနေတယ်ထိုင်နေထားနေသွားနေလာနေမမြဲဘူးဆိုတဲ့အရာတွေကိုသိတိုင်းမြင်တိုင်းယုံကြည်စိတ်ကိုနှလုံးသွင်းနေတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားပေါ်မတုံမနှုတ်ယုံကြည်တာမြတ်စွာဘုရားစကားကိုဘယ်သူကလာပြောတယ်ဘိုးကလေးဖန်ဆင်းရှင်ကပြောလို့တော့မရဘူးရှိချင်ရှိမှာပေါ့လေဒီခန္ဓာ၅ပါးရှိတဲ့မြဲတဲ့ပုဂ္ဂိုလ်တယောက်ရှိချင်လည်းရှိမှာပေါ့ဆိုရင်အဲ့ဒါမြတ်စွာဘုရားစကားကိုမယုံတာအဲ့ပေါ်မြတ်စွာဘုရားပေါ်မှာတရားတရားပြည့်ရွံ့သွားတာမြတ်စွာဘုရားကဒီခန္ဓာ၅ပါးရှိတယ်ဒီဒွါရ6ပါးရှိတယ်အာယုံ6ပါးရှိတယ်ဒီတရားတွေကမမြဲဘူးဖောက်ပြန်တယ်ပျက်စီးတတ်တယ်ချုပ်ပြောက်တတ်တယ်လို့ပြောထားတယ်မြတ်စွာဘုရားစကားကိုငါဒီအကျွင်းမဲ့ယုံတယ်ယုံတာဖြစ်ခြင်းကြောင့်ဒီမျက်စိနာနာလျှာကိုစိတ်ရှိနေတဲ့မသေးတဲ့တတ္တဝါတူရှိတယ်ဆိုတာကိုငါလက်မခံဘူးရှိကုန်မရှိဘူးဒါကပြက်ပြက်တသားမြတ်စွာဘုရားပေါ်မှာယုံကြည်တဲ့ပုဂ္ဂိုလ်အဲ့ဒီဟာကိုအမြဲတမ်းနှလုံးသွင်းနေတယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ကအမြဲတမ်းနှလုံးသွင်းနေလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်သောတာပတ္တိဖို့ကိုဆိုတာဘာလဲဆိုတော့မတ်နဲ့ပြည့်စုံသွားတယ်မဂ်ကင်၈ပါးကိုအားထုတ်နေတယ်အဲ့ဒီလိုယုံကြည်တဲ့ပုဂ္ဂိုလ်ကဘာကိုလက်ခံထားရလဲသီလကိုလုံခြုံအောင်ဆောင်ထိန်ထားရတယ်သီလကလည်းလုံခြုံနေတယ်မြတ်စွာဘုရားပေါ်မှာလည်းအဲ့ဒီလိုမဖောက်မပြန်ယုံကြည်တဲ့တရားတရားလည်းရှိတယ်သီလကဘယ်လောက်ထိလုံခြုံရလဲဆိုရင်အဲ့ဒီလူရဲ့ပုဂ္ဂိုလ်တဏ္ဍာမှာမြတ်စွာဘုရားကရှင်ရာဟုလာကိုခေါ်တဲ့နေရာမှာရည်စရာဖြစ်နေတော့မူသားစကားမပြောနဲ့မူသားကိုဘယ်လိုမပြောအောင်လဲဆိုရည်စရာဖြစ်နေတော့မပြောနဲ့ရည်စရာစီသူများကတွေအတွက်ပြောစရာရှင်းစရာဝမ်းမြောက်စရာဖြစ်တယ်သူများကတွေပြောဖို့ရှင်ဖို့ဝမ်းမြောက်ဖို့အတွက်တော့မူသားစကားမပြောနဲ့မူသားကိုအဲ့လောက်ထိထင်ရတယ်ဒါဆိုရင်ရိုးရိုးတတ်နဲ့ပြောဥပမာတနည်းနဲ့ပြောမယ်ဆိုရင်ကိုကစုလီမှာရှိတယ်လူတယောက်ကကိုဖုံးဆက်တယ်ဟဲ့အောင်မေးဗမာရှိနေလေငါပန်းဆိုးတန်းမှာဒီစကားကမမှန်တဲ့စကားဖြစ်တယ်သို့တော့စုလီနဲ့ပန်းဆိုးတန်းဘယ်လောက်ဝေးလဲဆိုတော့ဘာမှလည်းမဝေးဘူးဒီလူအတွက်ဘာနစ်နာသွားစရာရှိတယ်ဘာမှလည်းနစ်နာစရာမရှိဘူးဘာမှဖောက်ပြန်စရာလည်းမရှိဘူးအဲ့ဒီအတွက်ကံအားဖြင့်တော့အကုသိုလ်ကံကိုအကျိုးပေးတာတော့မဟုတ်ဘူးသို့တော်လည်းစင်ကြယ်တဲ့ဝစီကံမဖြစ်ဘူးရှင်းလားအဲ့ဒီဝစီကအဲ့ဒီလိုလေးပြောမိလိုက်တာနဲ့ကိုမစင်ကြယ်တော့တာမိမိရဲ့စိတ်ကမစင်ကြယ်ဘူးမစင်ကြယ်လို့ရှိရင်မဂ်ကင်၈ပါးထဲမှာမကိန်းဘူးမဂ်ကင်၈ပါးထဲကိုမတက်ရောက်ဘူးအဲ့ဒီလိုနှုတ်ကအစစင်ကြယ်နိုင်အောင်ပြောရတယ်ဘယ်ရောက်နေလဲအနီးဆက်ဆုံးနေရာကိုပြောတယ်ဆိုငါဒီနေရာနဲ့အနီးဆက်ဆုံးပန်းဆိုးရမ်းနဲ့အနီးဆက်ဆုံးမှာဆိုရင်ဒါဝစီကံစင်ကြယ်တယ်ပန်းဆိုးရမ်းမှာရောက်နေတယ်ဆိုရင်ဝစီကံမစင်ကြယ်တော့အဲ့ဒီသဘောတရားတွေရှိတယ်အဲ့တော့ဝစီကံကိုလည်းစင်ကြယ်အောင်ထားရတယ်မနောကံကာယကံအကုန်လုံးကိုစင်ကြယ်နေအောင်လုပ်နေတာဒီအဲ့ဒါဒီမဂ်ကင်၈ပါးကိုဖြည့်ကျင်နေတာဟုတ်ပြီနော်အဲ့ဒီပုံကမဂ်ကင်၈ပါးကိုလည်းဖြည့်ကျင်နေတယ်အခုနဒီအနိစ္စဒုက္ခအနတ္တဆိုတဲ့တရားတွေကိုလည်းနှလုံးသွင်းနေမယ်ဆိုရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ကသောတာပတ္တိဖို့ကိုမျက်မှောက်မပြုပါပဲသိခြင်းကမထိုက်ဘူးတဲ့သူများတတ်လို့လည်းမသိဘူးလို့ပြောရတာဘလို့အကြောင်းနဲ့မှမသိဘူးလို့ပြောရတာမြတ်စွာဘုရားသိခြင်းကမထိုက်ဘူးဆိုရင်ဘလို့တတ်သိစရာအကြောင်းမရှိတဲ့လူသူဒီသောတာပန်မဖြစ်ဘဲမသိဘူးဟုတ်ပြီနော်အဲ့တော့ကြင်ကြံအားထုတ်ဖို့ဘလောက်ကောင်းလဲဆိုတာကိုသိဖို့လိုအပ်တယ်မိမိမှာတီလာစင်ကြယ်နေအောင်စောင့်တည်တယ်ပြီးရင်ဒီအနိစ္စဒုက္ခအနတ္တတွေကိုထောင်ချောက်နှလုံးသွင်းနေတယ်ဆိုရင်သောတာပန်ပုဂ္ဂိုလ်သောတာပတ္တိဖို့ကိုမျက်မှောက်မပြုပဲအဲ့ဒီပုဂ္ဂိုလ်မသိဘူးဆိုရင်ကိုယ့်အသက်ကိုလည်းကိုလုံခြုံပြီးသားဖြစ်နေတယ်တေချာပေါက်သောတာပန်နဲ့ဖြစ်ရမယ်ဆိုဒီလုတ်တွေလှုပ်တဲ့မလှုပ်တဲ့အမြဲတမ်းနှလုံးသွင်းနေတဲ့ဒီတီလာတွေကိုစောင့်တည်တဲ့မစောင့်တည်တဲ့စင်ကြယ်အောင်လှုပ်တဲ့မလှုပ်တဲ့ကိုယ့်ဟာကိုယ်ဝေဖန်ဆုံးဖြတ်ဟုတ်ပြီနော်ဒီလိုမျိုးဟောထားတဲ့တုတ်တန်ပေါင်းကဘယ်နှတုတ်လောက်ရှိလဲဆိုတော့အလုံးပေါင်း10တုတ်ရှိတယ်နောက်ဆုံးတုတ်ကခန္ဓာတုတ်10တုတ်ရှိတယ်အဲ့ဒီလို10တုတ်ခေါ်ထားတဲ့အတွက်မြတ်စွာဘုရားရဲ့ဒီတုတ်တန်ဒေသနာတွေကိုပဲမှီညမ်းပြီးတော့အနောက်ကအဘိဓမ္မာဆိုတာပေါ်လာတာဟုတ်ပြီနော်အဲ့ဒီအတွက်လာညင်းနေတဲ့လူတွေဆိုရင်တဘာဝယုတ်တိအာဂမယုတ်တိကြကြလာပြောနိုင်ရင်လာညင်းနိုင်ပါတယ်